Hello ဒီရပိုင်းလေးယောက်ျားနဲ့စိတ်ဆိုးပြီးဟင်းချက်မကြွေးတာကြာပြီးတပတ်လောက်ကြာသွားတယ်အဲဒီနေ့ပြန်ပြီးတော့ချက်လိုက်တယ်ရှင်ဒီနေ့ကတော့ရဲရွယ်နဲ့ငဖဲလေးပေါင်းပြီးချက်စားလိုက်တယ်ငဖဲကိုဒီတိုင်းစားလိုက်ရတာရိုးလာလို့လေရဲရွယ်နဲ့ထုတ်ပြီးတော့ကျွန်မရင်တော့လိတ်လိုက်တယ်ပြီးသွားပြီဆိုတော့ကျွန်မအကွင်းလေးတွေလီးပြီးတော့ကျွန်မအခန်းကြီးတဲ့အနှစ်ချက်ထဲကိုကျွန်မရောထက်လိုက်တယ်အရန်စားကောင်းတာရှင်ဒီတိုင်းစားတာထက်ဆိုင်လေသူတို့မျိုးလေးပြောင်းစားကြည့်လိုက်အရန်တော်တော်ကောင်းတယ်တိလို့မှုေးနေတာပဲဒါတော့ငဖဲတွေကိုတတ်မြူချင်းတစ်ခါရဲထည့်ပြီးလိတ်ထားလို့ပိုစားကောင်းတယ်နောက်မှကျွန်မပြီးနာမည်လေးနဲ့ငုံသီးစိမ့်လေးအုပ်လိုက်တော့မှုေးလေးနဲ့အရန်စားကောင်းတော့ပြီးတော့ကျွန်မကောရခါသီးလေးနဲ့ကြက်ဥလေးလည်းကြော်လိုက်တယ်ပြီးသူနဲ့လိုက်ရငုံသီးလေးထောင်းလိုက်တယ်ပြီးတော့ချမောင်ဟင်းရေတောက်လေးလည်းကျွန်မချက်လိုက်တယ်ရှင်ဒီနေ့ကတော့ဟင်းကတော့၄မျိုးဖြစ်သွားတယ်ရှင်တော်တော်စားကောင်းတဲ့နေ့ပဲမချက်တာကြလို့လားတော့မသိဘူးဒီနေ့ကတော့အရန်စားကောင်းတယ်ရှုပေးတဲ့တောက်ချင်းစီအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ပြီးကျွန်မနောက်ဆုံးမှလေးဒါရီမိနစ်တဲ့တငယ်ချင်းအတွက်ကျွန်မအလားငခုလေးကြော်ပေးထားလေးပါသွားလို့ဒါပါပဲကျေးဇူးတင်ပါတယ်ရှင်